mainly တယောက်ကိုကဒါနဲ့18ချက်ထိုးပြီးတော့ဖုန်းလူပဲဆိုတော့အရန်အောက်တန်းချအောင်ပါဒီလားအားလုံးပဲမင်္ဂလာပါဒီဖြစ်စဉ်ကပြီးခဲ့တဲ့လ19ရက်နေ့ဖြစ်သွားတာပါဒီကောင်မလေးကဖုန်းရောက်မှဆိုပြီးတော့တွားတဲ့ဥစ္စာကိုဖုန်းကိုလုတယ်ပြီးတော့ဓာတ်နဲ့ထိုးတယ်ဗောနော်18ချက်နောက်မှပဲထိုးတယ်အခုဒီပြနေတဲ့ဥစ္စာတွေကသူ့ရဲ့တန်းကြီးတယ်ဒီနားမှာကြီးတယ်အကြီးပဲဒီနားအရေခွန်ပဲပါတာမြင်တယ်တော့ကဒုံးနဲ့ခွဲခန်းဝင်ရတဲ့အချိန်မှာသပင်တွေဟွာဖြစ်ရမမြင်လားဓာတ်ထန်ရတယ်ငါခေါင်းတွေကိုထိုးတာဒီမှာဒါဆိုထုတ်ချင်းပေါက်သွားအထဲထဲထိပေါက်သွားဒီဟာဆိုဒါဒီကနေဒီကြီးရတော့ငါ့ဒါဒီလိုမျိုးတကောင်းချုပ်တာရင်ဒီမှာလက်ကြီးကပေါက်ထွက်သွားလက်ကြီးကဓာတ်ပဲဟာသွားနားဆိုအကုန်လုံးချုပ်ရတယ်ပဲဒီမှာချုပ်ထန်ရတယ်ပဲ18ချက်နောက်မှပဲနော်တော်တော်ဘိုက်မှာဆိုရင်တော့ပြောမနေနဲ့တော့ကြီးချင်ကြအောင်မရှိဘူးချုပ်တယ်ရအသေးပါထိသွားတယ်မသေးတာကံကောအကုန်လုံး18ချက်ကွာ mainly တယောက်ကိုကဒါနဲ့18ချက်ထိုးပြီးတော့ဖုန်းလူပဲဆိုတော့အရန်အောက်တန်းချအောင်ပါဒီလားဒီဖက်ရောဒီမှာတစ်ချက်လမ်းမှာဖြစ်စဉ်ကိုသူရှင်းပြထားတဲ့ဗီဒီယိုလည်းရှိပါတယ်အဲ့ဒါကတော့ဒီခါးဘေးနားလေးမှာရွေးချယ်နေတယ်ထိုးတာဒီအနောက်ကုတ်တွေရောပဲထိုးတာဒီနေ့ကိုတင်မှာအကုန်လုံးတင်အခုကဒါသပင်ချွတ်လိုက်တာဒါကဒုံးနဲ့ဘာလို့ကဒုံးတုံးရတယ်တွေးရအရန်ထွက်တာလေဒီမျက်နှာမှာတွေးရအရန်ထွက်တာအဲ့ဒါကုညီပေးရဲ့ရီကြီးပါပရိုဟိတဖွဲ့လေကျေးဇူးအများကြီးတင်ပါတယ်လို့ညီမရဲ့တငယ်ချင်းတွေညီမရဲ့အတိမိတ်ဆွေအကုန်လုံးညီမတော်တော်ရဲရဲဆက်ဆက်ကိုပြောတော်သေးတာပေါ့ကွာအချိန်မီစေးုံရတော့ဒီဥစ္စာကတော့သူ့ရဲ့ဒဏ်ရာတွေပြတာပါဒီနောက်တစ်ပိုင်းမှာတော့ဒီသူဘလို့ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုရှင်းပြထားတာပါ